အားလုံးပဲမင်္ဂလာပါအခုပြပြပေးမှာကတော့ Danger Queen GN series ရဲ့အပိုင်းခွန်မှာဇက်အိမ်လေးဘယ်လိုတိဆောက်ထားလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ် Danger Queen GN series ရဲ့အပိုင်းခွန်မှာအဓိကဇက်ကောင်တွေဖြစ်တဲ့ Queen နဲ့ Bonita တို့ကြားကဆက်ဆံရေးဟာရှုပ်ထွေးပြီးစိတ်ခံစားမှုပြင်းထန်တဲ့အခြေအနေကိုရောက်ရှိသွားပါတယ် Queen ဟာ Bonita ကသူမကိုပတ်စံအတွက်နဲ့စွန့်ခွာသွားပြီလို့ထင်မှတ်နေပေမဲ့ဒီပိုင်းမှာတော့ Queen ရဲ့ဘွားတဲ့ကို Bonita ပြန်လည်ရောက်ရှိလာတာကိုတွေ့ရပါတယ်။ Queen က Bonita အပေါ်မှာယုံကြည်နေပြီး Bonita ကိုစွန့်ခွာသွားခြင်းအတွက်မေးခွန်းထုတ်ပါတယ်။ Bonita ရဲ့အမေကပတ်စံအတွက်ဖိအားပေးခဲ့လို့ Bonita ထွက်သွားခဲ့ရတာလားဆိုတာကို Queen ကတန်တရားရှိလာပါတယ်။ Queen နဲ့ Bonita တို့ကြားမှာစိတ်ခံစားမှုပြင်းထန်တဲ့စကားစစ်ထိုးမှုတွေနဲ့အချင်းချင်းပြန်လည်နှိစက်ဖို့ကြိုးစားမှုတွေရှိလာပါတယ်။ Queen နဲ့ Bonita တို့ရဲ့ဆက်ဆံရေးမှာစိတ်ခံစားမှုပြင်းထန်တဲ့အလှည့်ပြောင်းတွေနဲ့ပြန်လည်ရင်ဆိုင်ရတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ Queen ဟာ Bonita ကသူမကိုပတ်စံကြောင်ထားသွားခဲ့တယ်လို့ယုံကြည်ပြီးအလုပ်ကိုအာရုံစိုက်ဖို့ခက်ခဲနေပါတယ်။ဒီကြားထဲမှာ Bonita ရဲ့အမေက Queen ရဲ့နေအိမ်ကိုလာရောက်ပြီးစူစူပူပူတွေလုပ်ပါတယ်။ Queen က Bonita မရှိတော့ကြောင်းပြောပေမဲ့မယုံကြည်ပါဘူး။ Queen ဟာ Bonita ကိုတန်တရားဝင်လာပြီးသူမရဲ့လက်ထောက် Sam ကို Bonita ဘယ်ရောက်နေလဲဆိုတာကိုစုံစမ်းခိုင်းပါတယ်။ Queen နဲ့ Bonita တို့ဟာနောက်ပိုင်းမှာပြန်လည်တွေ့ဆုံခဲ့ပါတယ်။ Queen က Bonita ကိုသူမကိုထားသွားဖို့ Queen ရဲ့အမေကဖိအားပေးခဲ့တာနဲ့ပတ်စံပေးခဲ့တာကိုတီကြောင်းပြောပါတယ်။ Queen ဟာ Bonita ထွက်ခွာသွားရတဲ့အကြောင်းပြချက်တွေကလိမ်ညာမှုတွေဖြစ်ကြောင်းအခိုင်အမာယုံကြည်ပါတယ်။ဒီအပိုင်းရဲ့အရေးကြီးဆုံးအခန်းကဏ္ဍကတော့ Queen နဲ့ Bonita တို့ပြန်လည်တည်မြတ်သွားခြင်းဖြစ်ပါတယ်။ Bonita ဟာ Queen အတွက်အသက်အန္တရာယ်ဖြစ်စေမဲ့အခြေအနေကနေကာကွယ်ပေးခဲ့တာကြောင့် Queen ဟာ Bonita ရဲ့ချစ်ချင်းမေတ္တာကိုတေချာနားလည်လက်ခံလိုက်ပါတယ်။ Queen ဟာ Bonita အပေါ်မှာသူမရဲ့နူးညံ့တဲ့စိတ်ခံစားမှုတွေကိုပိုပြီးဖော်ပြလာပါတယ်။ Bonita ကိုနမ်းဖို့အတွက်နဲ့နာကျင်ချင်အောင်ဆောင်တာမျိုးတွေတောင်ပြုလုပ်ခဲ့ပြီး Bonita ကိုဘယ်တော့မှထားမသွားတော့ဖို့တောင်းဆိုခဲ့ပါတယ်။ Bonita ဟာ Queen ရဲ့အချစ်ဆုံးလူဖြစ်လာတယ်လို့လည်းဖွင့်ဟခဲ့ပါတယ်။ဒီအပိုင်းဟာဇက်ကောင်နှစ်ဦးကြားကပါဝါအာဏာကစားမှုတွေနဲ့မိသားစုပြဿနာတွေကြားကနေ Queen နဲ့ Bonita တို့ရဲ့အချစ်ရေးတည်ငြိမ်မှုနဲ့ခိုင်မာမှုစီဥတည်သွားတဲ့အလှည့်ပြောင်းအပိုင်းလို့ဆိုနိုင်ပါတယ်။ Bonita ရဲ့အိမ်နီးချင်းခံလို့ရန်ဘက်တွေကလည်းသူတို့နှစ်ဦးရဲ့ဘဝကိုအနှောက်အယှက်ပေးဖို့ကြိုးစားနေတာတွေလည်းပါဝင်ပါတယ်။အပိုင်းခွန်ဟာ Queen နဲ့ Bonita တို့ရဲ့အခြေရေးကိုစိန်ခေါ်နေတဲ့အခြေအနေတွေကြားကပြန်လည်သင့်မြတ်ဖို့ကြိုးစားခြင်းယုံကြည်မှုကိုပြန်တည်ဆောက်ခြင်းနဲ့စိတ်ခံစားမှုနှဆိုင်စွာဆက်သွယ်လာခြင်းတို့ကိုအသားပေးထားတဲ့အပိုင်းဖြစ်ပါတယ်။ Danger Queen GN series ရဲ့အပိုင်းခွန်ကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။